အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကွန်ပျူတာ Server Training မြန်မာနဲ့ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ channel လေးမှာကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကွန်ပျူတာတက်ဆင့်နေတွေပြနေတွေကိုဖြည်းဖြည်းတင်ဆက်ပေးသွားမယ့် channel လေးဖြစ်ပါတယ်ဒါပေမဲ့ဒီ channel လေးမှာကျွန်တော်တက်တည်တော့ဒီပညာပိုင်းစာလေးတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးမယ့် channel လေးဖြစ်ပါတယ်ကွန်ပျူတာအကြောင်းအရာတွေစိတ်ဝင်စားတဲ့သူတွေကျွန်တော် channel လေးလက်လွတ်ခံပဲကြည့်တင်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောပြပြီးမှကျွန်တော်တို့မျိုး YouTube channel စထောင်တဲ့သူတွေအတွက်အသုံးဝင်တဲ့ software တွေကျွန်တော်လမ်းညွှန်ပြသပေးမှာဖြစ်ပါတယ်ကျွန်တော်ပြသပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံးလိုအပ်တဲ့ software လေးကတော့ဒီ Play Store မှာသွားပြီးတောင်းပါတော့ YT ဆိုတဲ့ software တွေပေါ့နော်ဒီ YT ဆိုတဲ့ software တွေကျွန်တော်တို့ကတောင်းရအောင်ပေါ့နော်ဒီမှာ Play Store မှာYT Studio ဆိုဒီကောင်လေးကျွန်တော်တို့ကတောင်းရအောင်ပေါ့နော်ဒီကောင်လေးတောင်းရမယ်ကျွန်တော်နံပါတ်1အနေနဲ့ဟုတ်ကဲ့အဲ့ဒါလေးတောင်းပြီးလို့ရှင်ကျွန်တော်နောက်တစ်ခုကကျုပ်ပါဒီဆိုတဲ့ software တွေတောင်းရမယ်ဟုတ်ကဲ့ကျုပ်ပါဒီဆိုတဲ့ software တွေကျွန်တော်ကတောင်းရအောင်ပေါ့နော်ဒီဟုတ်ကဲ့ကျွန်တော်ခုနရေးမှာပါနော်ဒီမျိုးရေးအောင်ပါဒီလိုမျိုးရေးပြီးထောင်ရအောင်နော်ဒီ software လေးထောင်မယ်ဟုတ်ကဲ့ဒီ software လေးတွေကျွန်တော်မှလိုအပ်တယ်ပေါ့နော်ဒီ software တွေ YouTube channel စထောင်နေလို့ဒီ software တွေလိုအပ်တယ်နောက်ပြီးရင် Canvas ဆိုတဲ့ software လေးလိုအပ်တယ်ဒီ Canvas ဆိုတဲ့ software တွေကတော့ video တွေဖြန့်ရိုက်ကတဲ့နေရာမှာအသုံးပြုတော့ပေါ့နော် Canvas ဆိုတဲ့ဟုတ်ကဲ့ဒီ software တွေလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ CapCut ပေါ့နော်ဟုတ်ကဲ့CapCutဆိုတဲ့ software လေးလိုအပ်တယ်ပေါ့နော်ဒီ software လေးလိုအပ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြပေးမယ် software 2ခု3ခုရှိသေးတယ်ပေါ့နော်တစ်ဆက်လည်းကျွန်တော်ပြတော့ပြပါမယ်ဟုတ်ကဲ့ဒီတိုင်းပဲကျွန်တော်ပြရတော့မှဒီမှာဒီထဲမှာနော်ဒီ software လေးလိုအပ်ပါတယ်ဒီ software လိုအပ်ပါတယ်ကျွန်တော်လက်ရှိတာသုံးနေတဲ့ software တွေပေါ့နော်ဒီ software တွေလိုအပ်ပါတယ်ကျွန်တော် YouTube ထောင်တဲ့လူတွေအတွက်ဒီ software တွေအရေးကြီးပါတယ်ဒီ software တွေကကျွန်တော် Play Store မှာလည်းလွယ်လွယ်ကူ download ရပြီးတော့အရန်ကိုအရေးပါရရောက်တဲ့ software တွေဖြစ်ပါတယ်နော်ဒါကကျွန်တော်လက်ရှိသုံးနေတဲ့ software တွေအကြောင်းကျွန်တော်မိတ်ဆွေတို့တင်ပြတာဖြစ်ပါတယ် YouTube channel ထောင်နေတဲ့သူတွေအတွက်ဒီ software တွေကမရှိမဖြစ်လို့အဲ့တဲ့ software တွေဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့တင်ပြပေးတော့ဒီ software တွေအကြောင်းလေးတင်ပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် channel လေး channel တက်ဆိုရင် like and subscribe လုပ်အားပေးကြပါအောင်လို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ